ရင်ကြတယ်ဆိုတာဘာလဲကိုဝင်ဆောင်မှုတဲ့အမျိုးသမီးတွေကလေးမီးဖွားမှုတဲ့အမျိုးသမီးတွေနဲ့အမျိုးသမီးတွေမှာအသက်အရွယ်တစ်ခုရောက်လာလို့ရှိရင်စီးရင်ကြတဲ့ပြဿနာကိုခံစားနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ချက်ရတဲ့အမျိုးသမီးတွေအတွက်မိဂုံးလေးကိုဖြည့်ပေးရင်ဘ ഹു တုဒရနိုင်စေဖို့စီးရင်ကြခြင်းရဲ့အကြောင်းအရာတွေတက်တာစေနိုင်တဲ့နည်းလမ်းတွေနဲ့အဖြစ်များတတ်တဲ့လူတွေအကြောင်းကိုမျှဝေပေးသွားပါမယ်။စီးရင်ကြတာဘာကြောင့်လဲ။စီးရင်နဲ့တရင်ကိုထိန်းထားတဲ့တရင်အောက်ပိုင်းကြွက်သားတွေမွေးလန်းချောင်းကြွက်သားတွေမှာကြွက်သားအားနည်းခြင်းတွေဖြစ်ပြီးတော့စီးရင်ကအောက်ဘက်ကိုရှော့ကျလာခြင်းဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲတအိမ်နဲ့စီးရင်ဆိုတာနီးကပ်စွာတည်ရှိတာဖြစ်ပါတယ်။ဒါကြောင့်စီးရင်ကြခြင်းဖြစ်ခဲ့မယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့တအိမ်ကြခြင်းတွေဆိုတာလည်းဖြစ်ပေါ်လာနိုင်ပါတယ်။ကလေးမိဖွားတဲ့အချိန်တွေကိုဝင်ဆောင်တဲ့အချိန်တွေမှာဆိုရင်စီးရင်ကြွက်သားတွေနဲ့မွေးလန်းချောင်းကြွက်သားတွေကဆန့်ထွက်သွားတဲ့အနေအထားတွေကိုကြုံတွေ့ရနိုင်ပါတယ်။နောက်ပိုင်းတွေမှာဒီကြွက်သားတွေကပုံမှန်တိုင်းပြန်ပြီးမကြုံတဲ့အနေအထားတွေမှာဆိုရင်စီးရင်ကြခြင်းတအိမ်ကြခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ကိုဝင်ဆောင်မှုသူကလေးမိဖွားမှုသူနဲ့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာကြွက်သားအားနည်းခြင်းကြောင့်စီးရင်ကြတာတွေကိုခံစားနိုင်ပါတယ်။ဒါအပြင်သွေးဆုံးပြီးတဲ့အမျိုးသမီးတွေတရင်ထုတ်ထားတဲ့အမျိုးသမီးတွေနဲ့စီးဖို့မကြာခဏဝင်တတ်တဲ့သူတွေမှာလည်းစီးရင်ကြတဲ့ပြဿနာကိုခံစားနိုင်ပါတယ်နော်။အသောအားဖြင့်စီးမကြာခဏသွားကျင်တာစီးမထိန်နိုင်တာစီးကျန်တာတွေခံစားနိုင်ပါတယ်။မွေးလန်းချောင်းထဲမှာတခုခုဖိထားသလိုခံစားရတာတစ်ဆွဆွလေးကြိုက်ကြိုက်ခံစားရတဲ့လက္ခဏာတွေကိုလည်းခံစားနိုင်ပါတယ်။အမျိုးသားနဲ့အတူနေချိန်မှာအဆင်ပြေတဲ့လက္ခဏာတွေကိုလည်းစီးရင်ကြတဲ့လက္ခဏာတွေမှာခံစားနိုင်ပါတယ်နော်။ဒါအပြင်ခါနာတာတွေနှာချီလိုက်ရင်ချောင်းဆိုးလိုက်ရင်စီးထွက်ကြတယ်ဆိုတဲ့လက္ခဏာတွေကလည်းစီးရင်ကြခြင်းရဲ့လက္ခဏာတွေဖြစ်ပါတယ်။စီးရင်ကြခြင်းတွေမှာကာကွယ်နိုင်မှုအတွက်အမျိုးသမီးတွေအနေနဲ့ဝင်းမချုပ်အောင်ယူဆိုင်တာအလေးပင်မာတာတွေကိုရှောင်တာဝိတ်အရမ်းမတက်အောင်အဝမလုံအောင်ယူဆိုင်တာတွေကိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်။စီးရင်ကြခြင်းဆိုတာတိမ်ကြခြင်းလိုပဲအရန်ဆိုးတဲ့အနေအထားတွေမှာဆိုရင်ခွဲစိတ်ရတာတွေအထိကြုံတွေ့ရနိုင်ပါတယ်။ဒါကြောင့်ချက်ရတဲ့မျိုးသမီးတွေအနေနဲ့စီးရင်ကြခြင်းတွေဖြစ်ဖို့ဆိုရင်ကီကဲ exercise လိုမျိုးဝင်းမကိုကြွက်သားတွေတက်မာစေဖို့လေ့ကျင့်ခန်းလေးတွေပုံမှန်လုပ်ပြီးတော့မွေးလန်းချောင်းကြွက်သားတွေကိုကောလာဂျင်တွေပြည့်ဝအောင်ပြန်လည်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ပါကင်နေထားမှာရင်စီးခဏနှသွားရတာစီးမထိုင်နိုင်တဲ့ပြဿနာတွေကိုတက်တာစေနိုင်ပါတယ်။စီးရင်ကြနေတဲ့သူတွေအနေနဲ့တော့ဆေးဘက်လေအောင်တေချာလေးသုံးပေးဖို့လိုအပ်ပါတယ်နော်။အမျိုးသမီးတိုင်းပုံမကျန်းမာလှပပျော်ရွှင်ဖို့ကူညီပေးနေတဲ့မက်ဤပါ။မက်ရဲ့ဗီဒီယိုကိုတခြားအမျိုးသမီးတွေလည်းကျန်းမာရေးဘုဒ္ဓရနိုင်စေဖို့အပေါင်းလေးနဲ့တယ်လေးပေးပြီး share သွားရပါအောင်နော်။သိချင်တာတွေရှိရင်လည်း comment မှာမှတ်ခဲ့ပေးနိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။